ကဲခါလေးကြရင်လေဒီလိုမျိုးလူတွေနဲ့လေဈေးလည်းမရောင်းချင်တော့ဘူးအလုပ်လည်းမလုပ်ချင်တော့ဘူးတစ်ခါလေးကြရင်လေဒီတိုင်းလေးပဲနေလိုက်ချင်တော့ဒီလားဒါစိတ်ညစ်ရတယ်အလုပ်တစ်ခုလုပ်တယ်ဆိုတော့လွယ်တယ်တော့မထင်နဲ့เนาะ online မှာဈေးရောင်းကောင်းတိုင်းသူတို့ရောင်းရတယ်ဆိုပြီးတော့မထင်နဲ့ဒီနောက်ွယ်ရဖြစ်ရက်တွေအများကြီးပဲရှိတယ်เนาะစလာဝယ်ဘာလာဝယ်လဲဆိုတော့မဇီမန်လိမ့်စီကိုเนาะကြီးစေးတဲ့မိကလေးကကြီးစေးရှိလားတဲ့เนาะအဲ့ဒီစီမှာတို့အညာမောင်မဇီမန်လိမ့်စီတော့ရှိမယ်လို့လိမ့်စီလို့ပါပြီးသားတခါတည်းသူပြောမှာဆိုလို့အဲ့စားစေးရစင်တာတဲ့အကိုကြီးကြီးရှိမှာဆိုရင်တော့စားစေးမရဘူးလိမ့်စီမနော်လိမ့်စီလေးပဲရမယ်ဆိုတော့အဲ့ဟိုပါနော်ကြီးရှိမဇီမန်လို့ပြောလိုက်တာပေါ့နော်အပေါ်မှာတော့လိမ့်စီလေးလို့ပြောလိုက်တယ်အဲ့ဒါဟုတ်တယ်လိမ့်စီလားစားစီလားတဲ့နော်လိမ့်စီလို့ပြောထားတာကိုလိမ့်စီလားစားစီလိမ့်ရမှာလားတဲ့ဘာလို့ရတာလဲတဲ့နော်တကယ်စိတ်ညစ်တယ်အဲ့ဒါထားလိုက်တော့အဲ့ဒါဟုတ်ဘူးလိမ့်ရတာလိမ့်စီပဲရှိတယ်လိမ့်စီပဲလိမ့်ရတာပါရှိဗျာလို့ပြောလိုက်တယ်နော်အဲ့ဒါနေပြောပါလိုက်အဲ့နေပြောထုတ်ပိုးမှုပါရောတဲ့ကြည့်ထုတ်ပိုးမှုပါရောဆိုအကိုကြီးလို့အကောင့်ထဲမှာဝင်မကြည့်ဘူးလားလို့အကောင့်ထဲမှာဘယ်လိုထုတ်ပိုးထားရလဲအဲ့နဲ့ဟိုဒီပေါ့နော်ခင်းကတော့ဒီစေးမှုပုံစံလေးပြဆိုနေပြပေးမှာပေါ့ထုတ်ပိုးမှုပါရောဆိုတော့လာမေးတော့နော်နည်းလေးအတင်စီရကြတယ်နော်ဟုတ်ကောအဲ့နေပြောခင်းရလဲဒီဘက်ကနေပြီးတော့စိတ်လေးလျှော့ပြီးတော့ဓာတ်ပုံလေးပို့လိုက်တယ်နော်ဒီညာမောင်မစီမန်လိမ့်ပြီးအတွင်းရပုံတော့အပြင်ရပုံတော့ပေါ့နော်ပို့ပေးလိုက်တယ်အဲ့ဒါမဟုတ်ဘူးတဲ့မဟုတ်ဘူးတဲ့ကျွန်တော်တို့စီကိုပို့မဲ့ပါဆယ်ပုံတဲ့အဲ့ဒါဆိုရင်တော့အတွင်းထဲမှာလို့အဲ့လူဒီထဲမှာဝင်ကြည့်နေလဲကြည့်သွားပါတော့သိလည်းမပြောချင်တော့လို့အားကိုမရှိရစကားပြောရမှာဒီလိုမျိုးအိတ်အနက်တစ်ထက်ပေါ့နော်အိတ်အနက်တစ်ထက်ရဲ့ဒီလိုမျိုးအိတ်အနက်တစ်ထက်ပေါ့နော်မမြင်အောင်ပေါ့နော်ဒီလိုမျိုးအိတ်အနက်တစ်ထက်နဲ့ဒီလိုအပြဆိုရင်ပလေးမြင်ရတယ်ပေါ့နော်ဒါပေမဲ့အိတ်အတွင်းထဲကနေပြီးခင်းလို့လည်းနားလဲတယ်လေမြို့သားစီဆိုတော့လူမြင်မှာကြောက်လို့နော်အဲ့လိုမျိုးထုတ်ပိုးပေးတယ်လို့ပြောတာဟုတ်လေဝယ်မတော်ကျေးဇူးနော်ဝယ်မတော်ကိုသူတိကျနိုင်လဲမေးတိကျနိုင်လဲဖြေပြီးသွားတော့လေဝယ်မတော်တကယ်ကျေးဇူးအများကြီးတင်တယ်နော်ဟိုမဝယ်မန်းစကြရတော့သိပါရဲ့ဒါပေမဲ့ဈေးတယ်ဆိုတော့စိတ်ရှိပြရတယ်ဒါကစိတ်ဆိုးလို့လာပြောမှာမဟုတ်ဘူးเนาะနောက်ွယ်ကဖြစ်ရက်တွေအဲ့လိုမျိုးတင်းကြီးခံနိုင်မှ online အလုပ်ကရေးရှိအောင်မြင်တာเนาะအဲ့ဒါတွေလာပြောပေးတာပါရှင်ဈေးရောင်းကောင်းတိုင်းအထင်မကြီးပါနဲ့နောက်ွယ်မှာเนาะတော်တော်လေးစိတ်ပင်ပန်းတော်တော်လေးကိုရှင်းပြအမျိုးသားဈေးရောင်းတဲ့အတွက်တော်တော်လေးကိုလည်းစိတ်ရှိရတယ်အဲ့ဒါကြောင့်ဒါလေးကိုလာပြောပေးတာပါ